အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးပါဗျကျွန်တော်ကိုတန်းချိတ် training ကလက်ကပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီကြောင်လေးရတော့ကျွန်တော်ထိုင်နေနားမှာကျွန်တော်တို့9သိန်းအောက်3သိန်းခွဲနဲ့ကျွန်တော်ရခဲ့ပြီးပါတယ်မော်လေးကတော့ကျွန်တော်တို့ခန်းသီးမော်လေးဖြစ်ပါတယ်ဗျအရေကွန်လေးကိုမှကာလာအငွေလေးရှိပါတယ်ပန်းထိုင်လေးကိုကျွန်တော်ဖြတ်ကြည့်မယ်တပွင့်ကောင်းမဲ့ထုတ်ရပါမယ်ဗျကြောက်သားလေးကတော့အကျဲကန်လေးပါတယ်ပန်းကအဆူတယ်ကျွန်တော်တို့ကာလာလေးတွေကူးတယ်အသားလေးမှလည်းကူးသားလေးတွေပါနိုင်ပါတယ်ဗျကြောက်ရဲ့အနေထားပုံစံကတော့ပန်းကျိုးလေးတွေကနည်းနည်းလေးကန်နေတဲ့အနေထားလေးပါဗျဒီကြောက်လေးကတော့နည်းနည်းလေးကြာခဲ့ပါပြီဗျသူကပန်းကာလာလေးကိုကျွန်တော်တို့ကာလာဂျိုးလေးပုံစံလေးဖြစ်နေပါတယ်ဒါပေမဲ့အပြင်မှာတော့ပူလှနေပါတယ်ဗျဒါပေမဲ့ကျွန်တော်ထင်တဲ့နန်းလေးတွေအနာလေးတွေအခွန်လေးတွေရှော့ကြည့်ရဲ့အချိန်မှာမဆိုးဘူးပေါ့ဗျာကျွန်တော်တို့ထင်သလိုပယ်ကြီးကောင်းတပွင့်တော့ရနိုင်တဲ့လက္ခဏာလေးအနေထားတစ်ခုတော့ဖြစ်နေပါတယ်ဗျအဲ့အချိန်မှာကျွန်တော်တို့အတစ္ဆပုံစံပဲအကောင်းဆုံးဖြစ်အောင်ကျွန်တော်ထုတ်ကြည့်လိုက်ပါတယ်ဗျကြောက်သားကျဲပေမဲ့ကျဲစီပုံစံလေးတွေကျွန်တော်တို့ဖြစ်နေပါတယ်အဲ့ရနဲ့ကျွန်တော်အတစ္ဆအလှအကြွလေးကိုစိတ်ကြည့်လိုက်တဲ့အချိန်မှာကြောက်ကတော့မဆိုးဘူးပေါ့ဗျာအနာလေးကတော့ဈေးတန်းတစ်ခုနဲ့ဝယ်လာခဲ့ရတော့သူဈေးနဲ့သူဟာတန်လောက်တော့ရနိုင်ပါတယ်ဗျအနာလေးတော့ပါတယ်ကြောက်ကလေးကမဆိုးဘူးအတစ္ဆမှာလှတယ်အဲ့ဒါကြောင့်ကျွန်တော်အတစ္ဆလေးကိုကျွန်တော်စိတ်ပြီးတဲ့အနေထားလေးမှာမဆိုးဘူးပေါ့ဗျာပန်းလေးတွေကလည်းကန်တယ်ကာလာအငွေ့ပန်းကာလာလေးပုံစံပေါ့အဲ့ဒါနဲ့ကျွန်တော်ဆက်ပြီးတော့မသွေးပဲနဲ့ကျွန်တော်တို့ဒီပုံစံအနေထားလေးကိုမှကျွန်တော်မန်းလေးစီကွက်တစ်ခုကိုကျွန်တော်ထိုးကြည့်မှဖြစ်ပါတယ်ဗျကြောက်ကတော့မဆိုးဘူးပေါ့ဗျာဒါပေမဲ့ကြောက်မှာတော့ပြစ်ချက်လေးပါပါတယ်ကျွန်တော်တို့အနာလေးတော့ပါနိုင်ပါတယ်ဗျအနေစီကွက်ကိုရောက်တော့ကျွန်တော်ဒီတိုင်းပဲမထိုးကြည့်ပဲနဲ့ဒီကောင်လေးကိုအတစ္ဆတိုင်းကျွန်တော်အယောင်တင်ပြီးတော့မန်လေးစီကွက်ကိုထိုးကြည့်ရဲ့အချိန်မှာပထမတိုက်တာတော့10သိန်းတော့ပေးပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဆက်ဆွဲကြည့်ရဲ့အချိန်မှာ12သိန်းတော့ရခဲ့ပါတယ်ဒီကြောက်လေးကတော့ lucky ဖြစ်တယ်ပေါ့ဗျာ lucky ဖြစ်နေပဲကျွန်တော်တို့ရောင်းလိုက်ပေးပါတယ်ဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျစေတနာကောင်းရင်ကံကောင်းပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ကိုတန်းချိတ် training ကလပ်ကနေပြီးမှဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်